အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ဆိုင်းအောင်ပါကျွန်တော်ဒီနေ့ည Manchester United အသင်းအနေနဲ့ပေါ့နော် Tottenham Hotspur အသင်းကို Europa League Final ရှုံးရွေးကိုပေါ့နော်ဒီနေ့ညမှာဆက်သွားနိုင်မလားအဲ့ဒါတော့စောင့်ကြည့်ရမယ်ဗျEuropa League Final ရှုံးရွေးပေါ့နော်နောက်ထပ်ရှိသေးတယ်ကျွန်တော်တို့ Manchester United အသင်းဟာ Tottenham Hotspur အသင်းနဲ့ရှင်ပြန်ရမှာပေါ့နော်နောက်ဆုံး၈ပွဲဆက်အနိုင်ရရှိခဲ့ခြင်းမရှိဘူးပေါ့နော်ဒါကတော့တော်တော်ဆိုးရတဲ့ရလက်လို့ပဲပြောရမှာပေါ့နော်ဒီပွဲမှာဒါ Tottenham Hotspur တင်ကို Manchester United တင်ကအနိုင်ကစားနိုင်ခဲ့မယ်ဆိုလို့ရှိရင်လီးပြ Michael Carrick အတွက်ကလည်းအမြဲတမ်းနီးပြဖြစ်ဖို့တော့ပေါ့နော်တော်တော်လေးအခွင့်အလမ်းကောင်းရမယ်လို့ပြောရမယ်နောက်တစ်ချက်ရှိတာကနောက်တစ်ပွဲကလည်းနိုင်အောင်မှဖြစ်မှာ၅ပွဲဆက်နိုင်မှစပင်ညှက်လို့ရမယ်ဘေးရလည်းသက်သက်ရှိသေးတော့ပေါ့နော်Tottenham Hotspur တင်ကတော့ပြီးခဲ့တဲ့ Man City နဲ့ပွဲမှာကျွန်တော်ပထမပိုင်းမှာ2-0နဲ့ရှုံးနေခဲ့ရအနေပြီးတော့ဒုတိယပိုင်းမှာတော့2ဂိုးပြန်သွင်းပြီးတော့တေရလက်ကိုရယူနိုင်ခဲ့တယ်လို့ပြောရမှာပေါ့နော်မဆိုးဘူးနော် Tottenham Hotspur တင်မှာဇာဗီဆိုင်မွန်တော်တော်မိုက်တယ်ဇာအားရုံးကန်အားတော်တော်လေးကိုပြည့်စုံတယ်လို့ပြောရမှာပေါ့နော်ဒါကြောင့်မို့ဒီနေ့ညက Tottenham Hotspur တင်နဲ့ Manchester United တို့တင်ရဲ့ပွဲစဉ်ကပြည်သက်တွေပေါ့နော်ဖြောပြမှုအပြည့်ပေးမဲ့ပွဲတစ်ပွဲဖြစ်တယ်ဆိုတာကတော့သိကြတယ်Manchester United အသင်းအနေနဲ့ပေါ့နော် Hotspur အသင်းကိုရှုံးကြွေးပဲဆက်နိုင်မလားဆိုတာကတော့ညစောင့်ကြည့်ရမယ်ပေါ့နော်ကျွန်တော်ကတော့ည Academy စပေးဝဲတက်မှာဆိုတော့ပေါ့နော်မန်ယူပွဲကတော့ကြီးပြမယ်မထင်ဘူးစားတာကျေးဇူးတင်ပါတယ်